ဒီမှာဒါကြတော့လုံဝထဲကဒီလာလုံးအဆန်ခွဲအစင်ထဲကပေါ့နော်အောင်နာ1 2 3အောင်နာ3နာကိုတစ်ခွပုံစံလေးခတ်ပေးထားရဆိုရဟာဒါကြတော့လုံဝရိုးရ signature တိုင်းပဲအနက်ခံကိုအပြာပေါင်တန်းလေးနဲ့လုံဝလာလုံးအဆန်ခွဲကိုခတ်ပေးထားတယ်နှစ်ပြဒိုင်းမို့ကိုချစ်ကိုလေးနဲ့ခတ်ပေးထားတယ်1 set အုပ်ပေါ့နော်ဒါကလုံဝလာလုံးအဆန်ခွဲပါဒီအစင်ထဲမှာဆိုရင်လေအခုဒီအနက်ခံကကျတော့လေလုံးဝမလောက်ဘူးဘလောက်ခက်ခက်မလောက်ဘူးလက်လီကောလက်ကာကော